အမိတ်မေတ္တာတဲ့ခေါင်းစဉ်ကအမိတ်ရဲ့မေတ္တာတရားဟာဒီကမ္ဘာလောကကြီးမှာရှိတယ်ဘသူရဲ့မေတ္တာနဲ့မှမတူဘူးဘသူနဲ့မှလည်းနှိုင်းဆလို့မရနိုင်ဘူးဘသူတွေဘယ်လိုချစ်တယ်ပြောအမိတ်ရဲ့ချစ်ချင်းကိုမမီဘူးချစ်သူကြီးစားလင်မယားတွေဘလောက်ချစ်တယ်ပြောအမိတ်ရဲ့ချစ်ချင်းတရားနဲ့ရှိရင်မြင့်မို့တောင်နဲ့ဇီးစီလောက်ကွာခြားပါတယ်ဘာလို့ဆိုရင်အမေရဲ့မေတ္တာမှာရောထွေးမှုတွေမရှိဘူးကိလေသာတဏှာမပါဘူးဖြူစင်တဲ့မေတ္တာတရားသာပါတယ်အမေဟာဘလောက်စိုးကျင်စိုးမိုက်ချင်မိုက်မယ်သားသမီးလေးတွေကိုတော့ချစ်တဲ့အချစ်ကဘယ်တော့မှမလျော့သွားဘူးအမေဟာမကောင်းတဲ့မိန်းမကြီးဖြစ်ခဲ့မယ်ဆိုရင်တော့သားသမီးကိုချစ်တဲ့အချစ်ကတော့ဖြူစင်ပါတယ်နော်အမေရဲ့မေတ္တာတရားကိုပိုပြီးပေါ်လွင်စေတဲ့အချက်ကတော့အမေဟာသားသမီးတွေအတွက်ဆိုရင်ကိုယ့်အသက်ကိုယ်တော်ပေးရတယ်ကိုယ့်အသွေးသားကိုယ်တော်စွန့်ရဲပါတယ်အမေရဲ့မေတ္တာနဲ့ပတ်သက်ပြီးတော့တာတကာလေးတွေလည်းပြောပြရအောင်မယ်တခါကသားမိနှစ်ယောက်ဟာတောအုပ်ထဲကိုထင်းခွေပေါ်ထွက်သွားကြတယ်တောအုပ်လည်းရောက်ရောဝင်မလွေတအုပ်နဲ့သွားတွေ့တယ်တေချာကြည့်လိုက်မှဝင်မလွေတွေကလည်းဝင်မလွေအမေကြီးရဲ့သားလေးနှစ်ကောင်ရဲ့ဖြစ်နေတယ်အဲ့ဒီဘက်ကလည်းသားမိနှစ်ယောက်ဒီဘက်မှာလည်းဝင်မလွေတွေဆိုတော့အဲ့ဒီနေရာမှာအမေနှစ်ယောက်သားသမီးတွေအတွက်ပြိုင်ဆိုင်ရမယ့်ပွဲကိုတွေ့ရတာပဲနော်ဝင်မလွေမားကလည်းဝါကြီးကိုတကယ်ကဲလုံနေတယ်ဒီဘက်ကအမေကလည်းပေါက်စင်ကိုကင်ပြီးချိန်ရွယ်ထားတယ်ဝင်မလွေမားကစပြီးတော့အတင်းခုံအုပ်လာတယ်အတင်းပြေးဝင်လာတဲ့ဝင်မလွေမားကိုဒီဘက်ကအမေကလည်းနင်းကန်ပြန်ပြီးလုံထွေတပ်ပုတ်တယ်ဒီလိုနဲ့သူတို့တွေလုံးရင်းနဲ့ဒီဘက်ကလူသားအမေကဒီလိုတွေးတယ်ငါကလည်းငါသားလေးကိုကာကွယ်တာဝမလွေမကလည်းသူ့သားတွေအတွက်စာအတွက်ရှာဖွေရင်းသူ့သားတွေကိုကာကွယ်တာငါတို့သားသမီးတွေအတွက်တိုက်တာချင်းတူတူသားသမီးကိုကာကွယ်တာချင်းတူတူခိုက်ရန်ဖြစ်နေကြမလိုပါဘူးလို့တွက်ပြီးငါမတိုက်ခိုက်တော့ဘူးဆိုပြီးပေါက်စိန်ကိုအောက်ကိုချပြီးရံပွဲကိုရက်တန့်ကြည့်တယ်တဲ့အဲ့ဒီမှာဝင်မလီမကလည်းအနေမပေးတော့တော့ဘူးဆိုတာသိတယ်နဲ့တူပါတယ်သူလည်းဆက်မတိုက်တော့ပဲသူ့သားလေးတွေနဲ့တောထဲကိုဝင်ပြေးသွားကြတယ်အပြင်ရောက်တော့အမေရဲ့လက်မောင်းကြီးမှာကိုက်ခံထားရတဲ့တန်ရာအကြီးကြီးပဲတဲ့သားသမီးတွေအတွက်တိုက်ပွဲဝင်ရတဲ့တန်ရာနော်ဝင်မလီမကြီးမှာလည်းပစိန်ရာနည်းနည်းထိသွားတယ်တဲ့ဆိုလိုတာကတော့အမေတွေဟာတိရစ္ဆာန်ဖြစ်ဖြစ်လူဖြစ်ဖြစ်သားသမီးကိုကာကွယ်ပေးလို့တဲ့စိတ်ကတော့တူတူပါပဲ။အညာပါသူနဲ့မပါသူပဲကွာခြားတာပါ။